ဟုတ်ကဲ့မင်္ဂလာပါခင်ဗျကျွန်တော်12ကြိမ်အတွက်ကျွန်တော်ဒါလေးကပထမတော့ဟိုတနေ့တော့ကျွန်တော်တင်ပေးထားတယ်ဆိုတော့ကွက်လက်လေးထားခဲ့တာပေါ့နော်ထားခဲ့တဲ့ဆိုတာအခုချိန်တော့ကျွန်တော်ဖြည့်ပေးထားပါတယ်ခင်ဗျဒီမှာ304တွဲဆိုကျွန်တော်314လို့ကျွန်တော်ထုတ်ပေးထားပါတယ်ခင်ဗျဒီအတွဲလေးတော့ကျွန်တော်တို့မိတ်ဆွေတို့မှတ်မိမယ်လို့ထင်ပါတယ်ကျွန်တော်ဒီ12ကြိမ်အတွက်ရည်ရွယ်ပြီးတော့အတွဲလေးထုတ်ထားပေးပါတယ်ခင်ဗျပြီးတော့ကျွန်တော်ကတစ်ခုရှင်းပြဖို့ကြံသွားတယ်လို့ထင်ပါတယ်ဒီပိုင်းလေးဗျကိုခုနဲ့เนาะကိုထိတ်က293ဆိုပြီးတော့ကိုပါဝါ4ရိုက်ပေးတယ်အဲ့ချိန်မှာ3ပိတ်လေးရထားတယ်866ပေါ့နော်8ထိတ်ကOh my god ခဏလေးပါဗျ8ထိတ်ကသူက394ဆိုပြီးတော့8ပါဝါ3လို့ရိုက်ထားပေးတယ်ခင်ဗျအဲ့တော့သူက4ပိတ်နောက်ချိန်က6တင်းနဲ့6ထိတ်က6ပေါ်ဝါ1ပေါ့နော်ခွန်လို့ရိုက်ထား6ပေါ်ဝါ1လို့ရိုက်သွားအဲ့ဆိုခွန်ပိတ်လေးနဲ့နောက်တစ်ခုကခွန်3ညပေါ့နော်ခွန်ထိတ်ကခွန်ပေါ်ဝါ2ပေါ့နော်8 4နှစ်ရှိတယ်3ညပဲထည့်ရမှာခွန်ပေါ်ဝါ2ဖြစ်မယ်အဲ့ဆိုရင်ဒီဘက်အတွက်ဒီစိုက်ရပါနော်စိုက်ရဆိုရင်3ညပိတ်ပါခင်ဗျ3ညပိတ်ကကျွန်တော်ထုတ်ထားတာ190 130 150ဟုတ်ကဲ့ဒီဘက်ကဟာလေးကတော့241ကထုတ်ပြီးသားလေးခင်ဗျဒီအပေါ်ကဟာလေးကကျွန်တော်ကဒီမှာ6ခွန်ဒီစိုက်ရ6ခွန်တွဲလေးရနေဆိုတော့6ခွန်6လို့ထုတ်ထားပြီးပါတယ်ခင်ဗျဒီဘက်ကကျန်နေတဲ့ဟို6ခါ9ခါအတွက်ကတော့ကျွန်တော်291 364 394 163ခွန်9ခွန်892လို့ထုတ်ထားပြီးပါတယ်ခင်ဗျကျိုင်းနေတဲ့ယူတော့မှာခင်ဗျကျွန်တော်နောက်ဆုံးဖိုင်လေးတွေ့ထားပြီးစပ်ပြီးပါမယ်ခင်ဗျဒီမှာပါခင်ဗျကျွန်တော်တို့ရှိတဲ့ဘက်တော့ကျွန်တော်တို့ကျိုးပိုင်ဆိုပြီးတော့ခံမှန်းလိုက်တာရှိတယ်ဒီမှာ925ပေါင်းရင်6မလို့ဒီမှာ6ပူးကျွန်တော်တို့ဟိုရင်ပတ်တော့အဲ့လိုမျိုးခံမှန်းထားရှိတယ်316ပေါင်းရင်ခွန်ဘူးကျွန်တော်ဒီနေရာမှာကျွန်တော်3ခွန်8ဆိုပြီးကျွန်တော်ခံမှန်းထားတာရှိတယ်လေကျွန်တော်6ခွန်8လို့ခံမှန်းလိုက်တာဘူးဒါပေမဲ့သူက sorry ဗျာသူက3ခွန်1လို့ရိုက်တယ်အားလုံးပေါင်းချင်း1လို့ရိုက်သွားတယ်ရှစ်ဘူးမပေးခြင်းလို့1လို့ရိုက်တာလားပေါ့ကျွန်တော်ထင်ဖို့လေကြည့်ပါဦးအဲ့ဆိုရင်3ခွန်1ကပေါင်းညက်1ဆိုတော့1ဘူးရမှာဒီမှာပေါ်တော့က956ဘူးเนาะ6ဘူးဆိုရင်ကျွန်တော်ဒီဘက်ဆက်သွားကြည့်မယ်6ဘူးရခဲ့ပြီဆိုရင်သူ့အပေါ်မှာရှိတဲ့63နဲ့ပေါ့နော်ဒီဘက်တော့ကျွန်တော်တို့9ထိပ်စီးလေးတုံးထားတယ်925ဆိုပြီးတော့9ထိပ်စီးတုံးထားတယ်ဒီ63ကြံခဲ့ရပါတော့63ကြံခဲ့တဲ့အတွဲနဲ့အခုရတဲ့66တွဲနဲ့ကျွန်တော်ပေါင်းကြည့်လိုက်တာ63 48 3နဲ့ပေါင်း1ဆိုတော့1နက်ခက်က8ဆိုတော့8ထိပ်နဲ့ရိုက်သွားတယ်866ဟုတ်တော့ဟုတ်နေရတယ်အဲ့ဆိုရင်316ပေါင်းချင်းခွန်ဆိုတော့ကျွန်တော်တို့ကခွန်ဘူးဒီမှာထွက်ထားတယ်ခွန်ဘူးကဒီကြံနေတဲ့1နှစ်ပေါ့နော်1နှစ်အတွဲနဲ့အခုခွန်ဘူးနဲ့ပေါင်းမယ်ဆိုရင်ခွန်လို့ပဲရမယ်ခွန်နက်ခက်က3ညထိထွက်တယ်ဗျာ3ညခွန်နဲ့ဟုတ်တော့ဟုတ်တာပဲဒီမှာ3ခွန်1ကအားလုံးပေါင်းချင်း1ဆိုတော့ကျွန်တော်က1ဘူးလို့ပဲခံမှန်းလိုက်ပြီဗျာခံမှန်းတော့ကြတော့ဒီဘက်မှာကြံနေတဲ့84ပေါ့နော်84နဲ့အောက်က1ဘူးနဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်တိုတယ်က4ရတယ်4နဲ့ခက်က2ထိပ်ဗျ2ထိပ်ဆိုကျွန်တော်တို့က211ပဲကြိုက်လာတော့မသိဘူးဗျာကောင်းပါတယ်ဒီ site လေးပြင်မယ်ဆိုရင်ကျွန်တော်တို့ကတပေါက်ထဲထိုးရမယ့် site လေးဖြစ်နေလို့ကျွန်တော်ကတင်ပြခြင်းဖြစ်ပါတယ်ခင်ဗျအခုကျွန်တော်ထုတ်ထားတဲ့ဒီဘက်အတွက်အတွဲကလည်းဒီမှာဒီထဲမှာ2တစ်ပါတယ်ဗျ2ထိပ်တစ်ပိတ်တော်တော်ကောင်းနေဗျ
ဟုတ်ကဲ့ဟိုရှေးကထုတ်ထားလေးကိုကျွန်တော်ဒီမှာကျွန်တော်အတူချုံလေးရေးထားပေးပါတယ်ခင်ဗျ screen shoot ပြင်လိုက်ပြစ်ပေါ့ဗျကျွန်တော်တို့15ရက်တစ်ပတ်ဗျာဟိုဥစားအနည်းဆုံး9000သုံးမဲ့လူကလည်းတစ်ခွက်100တော့သုံးလိုက်ပါဗျာကျွန်တော်တို့ဒီဘက်တော့တိုက်တွန်းချင်ပါတယ်ခင်ဗျ1000 2000ဥမာ9000ပေါ့နော်15ရက်အတွင်းအဲ့လောက်ကျွန်တော်သုံးမယ်ဆိုတဲ့လူကတော့ချိန်ပြီးထိုးပေါ့ဗျာဒီထက်ဘယ်ကွက်ကလေးကိုအကြိုက်ဆုံးလဲအကြိုက်ဆုံးတော့တင်ထိုးပေါ့ကျွန်တော်ဆန္ဒကတော့ရစေချင်ပါတယ်ရစေချင်ပြီးတော့ဒီပေါ့နော်ကျွန်တော်တို့လှူနိုင်တန်းနိုင်ပါစေဗျာတချို့အခက်ခဲလေးတွေပေါ့နော်ကြုံတွေ့နေရတဲ့အခက်ခဲလေးတွေလည်းဖြေရှင်းနိုင်ပါစေကျွန်တော်လည်းရချင်ပါတယ်ဗျာကျွန်တော်လည်းလူသားပါရချင်ပါတယ်ကျွန်တော်မိတ်ဆွေတွေလည်းအဆင်ပြေအောင်လို့ကိုပေါက်ရင်လည်းသူများပေါက်စေချင်တဲ့ဆန္ဒပါလက်ရှိကဘယ်လိုပြောမလဲခက်ခဲချမ်းတဲ့လေနိုင်ငံရေးလည်းမကောင်းဘူးဆိုတော့တချို့အခက်ခဲတွေနဲ့ကြုံတွေ့ရတဲ့လူတွေလည်းဒါလေးတကယ်လို့ထိုးပြီးတော့ပေါက်သွားရင်လည်းဖြည့်ရှင်းနိုင်တာပေါ့ဗျာဟုတ်ကဲ့ပါကျွန်တော်တော့ဒီအကွက်တွေရွေးထားပါတယ်22ကွက်ပေါ့နော်အပေါ်ကတစ်ကွက်လေးနဲ့2.1ပေါ့နော်23ပေါ့23ဆိုတော့ကျွန်တော်ပြောလို့ပဲ100ဆိုမများပါဘူးဗျာဘာဖြစ်လဲအပြင်းပြေကန်ဆန်းကြည့်ခြင်းတဲ့လူဆန်းကြည့်ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျ